မိတဲ့မမချာချာမဟုတ်ပါဘူးမိမသားပါမောင်ရဲ့အားနွဲ့တဲ့သူပါဘလောက်ပဲထက်တဲ့မိမပဲဖြစ်ဖြစ်သူအိတ်တဲ့ခေါင်းအောင်ပေါ်မှာလူမသိသူမသိတိတ်တဆိတ်ရှိုက်ပြီးငိုခဲ့ရတဲ့မျက်ရည်20-20တော့ရှိမှာပါဘလောက်ပဲချစ်ချစ်ဘလောက်ပဲလွမ်းလွမ်းအေးအေးယူစရာရှင်တော့ပြက်ပြက်သားသားပဲအေးအေးယူရမယ်မောင်မေမောင်နောက်ထပ်မမားတော့ဘူးလေမေရဲ့မောင်နောက်ထပ်ဘယ်တော့မှမမားတော့ပါဘူးမေမောင်လူသားတရခန်တယောက်ကလူသက်ပြီးကမှကျွန်တော်နောက်ထပ်မမားတော့ပါဘူးဆိုလို့သူ့ကိုအပြစ်ကလွတ်ပေးလို့ရမှာလားလူသက်သမားမှာလူကိုပဲတတ်တာမောင်ရဲ့မောင်ကစိတ်ကိုတတ်တာမိရဲ့ယုံကြည်ကိုးစားတဲ့စိတ်တွေကိုမောင်တတ်လိုက်တာမောင်ကိုယုံကြည်တဲ့မိရဲ့စိတ်တွေတည်သွားပြီမောင်မေဘာမှလွန်ကျွတ်မလုပ်ခဲ့ဘူးလေမေရဲ့ဘာမှလွန်ကျွတ်မလုပ်ခဲ့ပါဘူးမလွန်ကျူးပေမဲ့ကျူးလွန်ခဲ့တယ်လေမောင်ယောက်ျားကောင်းတယောက်မှာထားမယ်စိတ်စီကံအနေအထိုင်အဲ့ဒါတွေအားလုံးကိုမောင်ကျူးလွန်ခဲ့တာပြဿနာကိုတိတိချင်းကလေးကတော့မောင်ကိုမင်းစိတ်ထဲကထုတ်ပြီးသားပါဒါပေမဲ့ချစ်သူတယောက်ရဲ့တာဝန်ပြည့်ပြည့်ဝဝယူပေးခဲ့တာအခုလည်းမေဘာလောက်တော့မဲဆိုတာမောင်ကိုလာတိပေးတာပြီးတော့လာနှုတ်ဆက်တာတဘဝစာအတွက်တခါတည်းနှုတ်ဆက်ခဲ့ပါတယ်ငါဘာသာငါရင်ခွဲအောင်ပဲငါငိုလိုက်မယ်ငါဘယ်တော့မှဒီလူနဲ့ပြန်မပတ်သက်ဘူး